ကိုကြောက်စင်းရောက်ရဲ့အကောက်လေးကနေပြီးတော့ချစ်တော်ဗမြအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျအခုလူကြီးမင်းတို့ကြည့်နေတဲ့ဗီဒီယိုလေးကဆိုရင်တော့ညီတို့ခင်ကိုကြောက်စင်းရောက်ရဲ့အကောက်လေးရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ညီတို့ရဲ့အကောက်လေးကိုအပေါင်းလေးမနေ့ကဒီ follow လေးမလုပ်ရသေးဘူးဆို follow လေးလုပ်ထားပေးပါနော်ညီတို့ကနေပြီးတော့တဘာဝကြောက်စင်းလေးတွေကိုရောင်းပေးထားသလိုပေါ့နော်ဘဟုတတလေးနဲ့ရှိတာလေးတွေကိုလည်းမျှဝေပေးတာဖြစ်ပါတယ်အခုခွေးချမိတ်ရှို့ပြပေးထားတာလေးကတော့တဘာဝမြန်မာနိုင်ငံဖားကန်တွန်းထက်ကြောက်စင်းလေးတွန်းထက်တရားနေပြီးတော့ထွက်ထားတယ်တဘာဝနေထွက်အေဂျင့်ကြောက်စင်းအစ်စ်ကလေးပဲဖြစ်ပါတယ်ဒါလေးကဆိုရင်တော့အနာလုံးဝရှင်နေအဆန်လုံးဝရှင်နေသူကအစီအသားကောင်းပြီးတော့ကာလာဇန်းလေးဖြစ်တယ်ပေါ့နော်ညီတို့ခင်ကိုကြောက်စင်ရောက်ရဲ့အကောက်လေးရဲ့ရောင်းမုံရောင်းလေးကိုအရင်ရှင်းပြပေးမယ်ညီတို့ကဆိုပြီးတော့တဘာဝကြောက်စင်အစ်စ်လေးကိုမှအစီမံဇင်းနှုံးမှန်လေးနဲ့ရောင်းချပေးပြီးတော့မှအင်အောင်ငွေချေလေးလည်းပြုတ်လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်ယူရမှလည်းတအားကမှအဆင်ပြေစေမှာပါအခုညီတို့ခင်ကိုကြောက်စင်ရောက်ရဲ့အကောက်လေးပြပေးထားတယ်ဒီကြောက်စင်လေးကိုဆိုရင်တော့မြန်မာကျပ်ငွေလေး3,500ကျပ်အသေးလေးနဲ့ရောင်းချပေးမယ်ကလတ်ချိန်လေးအနေနဲ့ကတော့တကလတ်လောက်ရှိမယ်ကိုယ်မယ်ဆိုတော့ပေါ့နော်ဒါခမန်းကြီးလေးပေါ့နော်မောက်ကုန်တူးကုန်ကောင်းပါတယ်မောက်ချင်းနဲ့ဆိုရင်တော့အင်အောင်ငွေချေဖြစ်တဲ့အတွက်ကြောင့်မလို့ပုတ်ခါလေးတစ်ခုပဲဂျိုလဲပေးရမှာဖြစ်ပါတယ်